တရနေပြီးတော့မာယူအပ်ပြီးတဲ့တတပိုင်ပုံတော်ရဲ့ချက်ကျွေးလေးလုပ်ပါမယ်။ဘောင်လေးတွေကိုရွှေဘောင်လေးအနာကပ်ပေါ့ပြီးတော့ပေါ့နော်။တဲအစ်စ်လေး reason နဲ့ဖြော်မယ်။အကြည်လေးလောင်းမယ်။အဲ့ဒီအကြည်လေးပေါ်မှာမှတဲဖြော်ထားတဲ့ဟာလေးကိုဖြည်းဖြည်းချင်းလောင်းပေးပါမယ်။ပြီးလို့ရှင်တော့တဲလေးတွေကိုနေရာလေးကျအောင်ဖြည့်ပေးလိုက်မယ်ပေါ့နော်တစုတည်းမဖြစ်နေအောင်လုပ်ပါဒီတဲလေးတွေကကျတော့လေကန်းချီကနေပြီးတော့တေးသေးချာယူလာပြီးတော့ဆေးပြီးမှနေပြထားတဲ့တဲလေးဖြစ်ပါတယ်ပြီးလို့ရှင်တော့တဲအမှုတ်အဖြူအပြာလေးနည်းနည်းစီလောင်းမယ်ပြီးရင်ကြောက်အဖြူလေးတွေကိုကန်းချီပုံစံတိုင်းလေးဖော်မယ်ပြီးတော့ကန်းချီကနေဝင်ကိုယ်တိုင်ကောက်လာပြီးတော့တေးသေးချာစိတ်ကြောသက်စင်ထားတဲ့ခရုလေးတစ်လုံးချင်းစီကိုစီပေးပါမယ်ပြီးသွားရင်တော့ရေလုပ်ဖို့အတွက်အပေါ်နားလေး reason ကြီးလောင်းမယ်ထက်ခိုင်းထားတဲ့စစ်စစ်တန်ချက်ကျွေးမွေးတုံးကပါတဲ့လက်ပတ်လေးနဲ့ပလဲလေးတွေကိုလက်ထပ်ပေါင်းပြီးလှဖော်လိုက်ပါတယ်အပေါ်ကရေလုပ်ဖို့အတွက်ကကြတော့ reason color ထဲမှာပလဲ color လေးကိုထပ်ပေးထားပါတယ်ပလဲဆိုတာမျိုးကပင်လယ်ရောင်နဲ့လိုက်ဖက်တာမို့လို့ဒီအပြာရိုးပြမဟုတ်ဘဲနဲ့ပလဲပြလေးလုပ်ပေးထားပါတယ်ဒီအောက်ခံဟာလေးအကုန်လောင်းပြီးပါဆိုရင်တော့ကျမကဒီ1000နံလေးလည်းထက်တယ်ပြီးတော့တသားလေးရဲ့ဓာတ်ပုံလေးနေရာချတယ်ဒီဗီဒီယိုလေးကကြတော့ပထမပိုင်းမိုးမခွာသေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်မနှက်ဖြန်မိုးလေးခွာပြပါမယ်နော်ရှင်ခုံစွာနဲ့စောင့်ကြည့်ပေးပါအောင်ရှင်